မိဘပြည်သူများကိုကျွန်တော်တို့လက်ရှိတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့အခြေအနေလေးတွေကိုနည်းငယ်ပြုတ်ကြချင်ပါတယ်အခုဆိုရင်တော်လှန်ရေးကာလ9 နှစ်ကျော်လာပြီမဲ့လေအောင်မြင်တယ်လို့တော့ပြောလို့မရသေးပါဘူးအကြောင်းကတော့တချို့အားနည်းချက်တွေကိုရှိနေတာလေဖြစ်ပါတယ်အားနည်းချက်တွေကိုအာမနာတန်ပြန်ပြီးတော့လေသုံးသက်ကြချင်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့လက်တလောကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခြေအနေတွေကတော့ကျွန်တော်တို့တက်တွေရဲ့အင်အားတွေတဖြည်းဖြည်းရော့ကျလာတာပဲဖြစ်ပါတယ်ဒီကိစ္စကိုရေပြင်စင်းကောက်ကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်ဒီနေ့အထိတက်ရင်အများစုမှာအင်အား30 ရာခိုင်နှုန်းကနေ60 ရာခိုင်နှုန်းလောက်ထိလျော့သွားတာကိုတွေ့ရပါတယ်အင်အားပြည့်တဲ့တက်ရင်ကတော့မရှိသလောက်နေပါလာပါပြီဒါတချို့တက်ရင်တွေဆိုရင်ဒါဖြတ်သိမ်းလိုက်ရပြီးတော့လက်ကျန်အင်အားတွေပေါင်းနောက်ထပ်တက်ရင်အတက်ဖွဲ့ရတာမျိုးတွေထိဖြစ်နေပါပြီဒီလိုတက်အင်အားလျှော့ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ရဲဘော်တွေတော်လှန်ရေး9 နှစ်အတွင်းဆွန့်ဆွန့်ဆာဆာတိုက်ပွဲဝင်ရင်တက်နဲ့ကိုလက်အင်ကပေးဆက်လိုက်ရတဲ့ရဲဘော်အင်အားဟာတနိုင်ငံလုံးအတိုင်းအတာဆိုရင်ထောင်ကနန်းကြီးတောင်ကနန်းညီပါရှိပြီဖြစ်ပါတယ်ဒါရဲဘော်တွေကတချို့တလေလဲပင်ကိုခံယူချက်မကောင်းတာတွေစိတ်သက်ပျက်စီးပြီးတော့စစ်ကောင်စီတနက်ချပူပေါင်းတွားတာတွေလည်းရှိပါတယ်ဒီလိုရဲဘော်တွေစိတ်သက်ပျက်စီးစေတဲ့အကြောင်းရင်းတွေထဲမှာအထက်တက်မှုတွေပေါ်မယုံကြည်တာတွေနောက်ပင်ပန်းဆင်းရဲတံကိုရရှိမခံနိုင်ဘူးဒါတွေကြတဲ့အထူးအချက်တွေဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဘက်ကနေလက်နက်ခဲယံနဲ့ထောက်ပံ့မှုမလုံလောက်တာတွေကလည်းအချက်တစ်ချက်ပါပဲဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့အခုလိုတနိုင်ငံလုံးအင်အားရဲ့တက်အင်အားရဲ့50 ရာခိုင်နှုန်းလောက်လျှော့သွားပြီမဲ့လေဒေါ်လာကြီးကိုဆက်လက်ဆင်နွှဲဖို့အင်အားရှိနေစေပဲဖြစ်ပါတယ်ကျွန်တော်တို့မှာရှိတဲ့အင်အားကိုပဲအရေးချင်းရှိအောင်တွေ့ရဖို့ပဲလိုအပ်ပါတယ်အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ပြည်သူတွေရဲ့ထောက်ခံအားပေးမှုနဲ့ပူးပေါင်းပါဝင်မှုကသာလေစစ်ကောင်စီကိုတော်လှန်ဖို့အဓိကအင်အားပဲဖြစ်တဲ့ဆိုတာကိုကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်